ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြန်လည်ထူထောင်ရေးဦးစီးဌာနမှဖွင့်လှစ်တဲ့စခန်းအခြေပြုပြန်လည်ထူထောင်ရေးတင်နန်းအမှတ်စဉ်1/2026ဖွင့်ပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကဝင်းကျောက်ရက်ကွန်လာဟုစေးနေရှိမူရည်စေဝါဖြတ်ပြည်သူများပြန်လည်ထူထောင်ရေးစခန်းမှာကျင်းပပါတယ်ပရမောစွာတာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်ဝေတုံးကအမှာစကားပြောကြားပြီးတာချီလိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဒေါ်ရီခိုင်ကတင်နန်းဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပါတယ်အိမ်နောက်မြို့မီမြို့ဖဥက္ကဋ္ဌဦးထွန်းနေဦးမြို့မီလင်းရေးကော်မတီအဖွဲ့နှင့်ခရိုင်မြို့သမီးရာဖွဲ့ဥက္ကဋ္ဌဒေါ်လှလှထေးတို့ကတင်နန်းသားများအတွက်အလူငွေနှင့်အသုံးဆောင်ပစ္စည်းများကိုထောက်ပံ့ပေးအပ်ရာပြန်လည်ထူထောင်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်တင်နန်းသားများကလက်ခံရယူပြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကတင်နန်းသားများကိုရင်းရင်းနှီးနှီးကြည့်ရှုနှုတ်ဆက်ပြီးအားပေးစကားများပြောကြားပါတယ်အဆိုပါတင်နန်းမှာလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြန်လည်ထူထောင်ရေးဦးစီးဌာနမှတင်နန်းဆရာများကတင်နန်းသား20ဦးတို့ကိုစိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်းအားကစားလှုပ်ရှားမှုများနှင့်ကိုယ်လက်ကျန်းခိုင်ရေးအတွက်လေ့ကျင့်ပေးခြင်းကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းတဦးချင်းအုပ်စုလိုက်မိသားစုဝင်များနှင့်နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းအသိပညာပေးဆွေးနွေးခြင်းအလုပ်ပေးကုထုံဘာသာရေးကုထုံများဆောင်ရွက်ပေးခြင်းအသက်မွေးဝမ်းကြောင်းပညာရပ်များသင်ကြားပေးခြင်းနှင့်နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများကို85ရက်ကြာလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်တယ်လို့သတင်းရရှိပါရရှင်